တ်အတွင်းရှိရွှေရောင်ဝင်းလက်နေသောနန်းတော်နေလေကင်းတောအုပ်အလေတွင်ရုတ်တရက်ပေါ်လာသောရွှေချောင်းဆောင်ကြီးတီဟနှင့်တငယ်ချင်းများအံ့ဩစွာကြည့်နေကြသည်နန်းတော်ထဲတွင်ဦးမင်းခေါင်သည်နတ်သားကဲ့သို့ဝတ်ဆင်ထားပြီးနတ်သမီးများခြံရံလျက်စီးစိမ်ခံစားနေသည်ဦးမင်းခေါင်ပြုံးလျက်မောင်ရင်တို့လမ်းမလာကြတာလားလာကြဒီမှာစားစရာအစုံရှိတယ်နေကင်းဘက်မှာတော့ဒီနေရာကနတ်ပြည်ပဲတီဟာကအံ့ဩစွာမေးတယ်ဦးကြီးကဘသူလဲဗျဒီတောထဲမှာဒီလောက်ကြီးကျယ်တဲ့အဆောင်အယောင်တွေနဲ့ဦးမင်းခေါင်ကဖြေတယ်ငါကဒီတောရဲ့ရှင်သခင်ပဲစားကြပါတောက်ကြပါဒါပေမဲ့သတိထားရမယ့်အချက်တစ်ခုရှိတယ်နေမုံဝင်ခင်ဒီနေရာကနေမောင်ရင်တို့ထွက်သွားရမယ်လူငယ်တွေပျော်ပါးစားတောက်နေကြတယ်ဦးမင်းခေါင်ကလည်းသူတော်ကောင်းတယောက်လိုတရားဓမ္မတွေဟောပြောနေတယ်ဒါပေမဲ့နေဆောင်လာတာနဲ့အမျှဦးမင်းခေါင်ရဲ့မျက်နှာမှာစိုးရိမ်စိတ်တွေပေါ်လာသည်